ဟုတ်ကဲ့ဒေါက်တာဒီအခုလက်ရှိမှာလဲပေါ့နော်ဘန်ကောက်မှာဆိုလဲစီယုံတွေကအများကြီးရွေးချယ်စရာရှိရဲဆိုတော့မြန်မာလူနာတွေအတွက်ကိုဒီမပတ်စီယုံကဘာလို့ရွေးချယ်တဲ့နဲ့မပတ်စီယုံရဲ့အားသာချက်လေးတွေကိုလဲဒေါက်တာပြောပြပါအောင်ဟုတ်ကဲ့ပါရှင်ကျွန်မမဲပတ်စီယုံနဲ့ပတ်သက်တဲ့အကြောင်းကိုအရင်ဆုံးစပြီးတော့မေးဆက်လိုက်ပါမယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့မဲပတ်စီယုံကကျွန်တော်တို့အခုဘန်ကောက်မှာရှိတဲ့ International Hospital လို့ခေါ်တဲ့နိုင်ငံတကာဆေးရုံကြီးကြားထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဆေးရုံကဖွင့်လှစ်တဲ့သက်တမ်းအတူဆုံးအနုဆုံးအသစ်ဆုံးဖြစ်တဲ့ဆေးရုံတစ်ခုဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးမိတ်ဆက်လိုက်တာပါဟုတ်ကဲ့ပါကျွန်တော်တို့မဲပတ်စီယုံက2019ခုနှစ်ကစပြီးဖွင့်လှစ်ခဲ့ပါတယ်ဒီယူရီးယားနိုင်ငံမှာ top tier လို့ပြောရမယ်ထိပ်တန်း international ဆေးရုံကြီးတွေထဲမှာအပါအဝင်ဆေးရုံတစ်ခုဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဆေးရုံကဆိုလို့ရှိရင် Newsweek magazine ရဲ့ကမ္ဘာအကောင်းဆုံးဆေးရုံတွေအသိမှတ်ပြုလက်မှတ် list ထဲမှာလည်းကျွန်တော်တို့ private ဆေးရုံထဲမှာဆိုနံပါတ်4နေရာမှာရှိတဲ့ဆေးရုံတစ်ခုဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဆေးရုံရဲ့အဓိကအားသာချက်တွေကိုပြောရရင်ကျွန်တော်တို့ဆေးရုံကဆရာဝန်တွေကပဲပိုင်တယ်ဟုတ်ကဲ့ပြီးတဲ့အခါကျတော့ဆရာဝန်တွေကပဲပြန်ပြီးတော့ design လုပ်ပြီးတဲ့အခါကျတော့ရေးဆွဲထားတဲ့ဆေးရုံတစ်ရုံဖြစ်တယ်။ဘာတွေအားသာချက်ရှိသွားလဲဆိုတော့ဆရာဝန်တွေကပိုင်ဆိုင်ပြီး design စရေးဆွဲတဲ့ဆေးရုံဖြစ်တဲ့အတွက်ကြောင့်လူနာတွေရဲ့ safety ပေါ့နော်ကျွန်တော်တို့လူနာတွေရဲ့ကျွန်တော်တို့လုံခြုံစိတ်ချရရေးကိုနံပါတ်1ဦးစားပေးအနေနဲ့ရေးဆွဲထားတဲ့ဆေးရုံတစ်ခုဖြစ်ပါတယ်။ကြင်အားဖြင့်950 bed ဆေးရုံတစ်ခုဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့ဆေးရုံကဒီယူရီးယားနိုင်ငံမှာဆိုလို့ရှိရင် ICU proportion အရာ ICU bed အများဆုံးဆေးရုံတစ်ခုလည်းဖြစ်ပါတယ်။ဒါ့အပြင် ICU လို့ပြောလို့ရှိရင်ကျွန်တော်တို့ကအထူးကြက်မှတ်ကုသလူနာတွေကိုကျွန်တော်တို့က counter တစ်ခုထဲကနေပြီးတော့ကျွန်တော်တို့ဒီအခန်းတွေအကုန်လုံးဒူနာပြီးတော့နေစောင့်ကြည့်တာများတယ်ကျွန်တော်တို့ဆေးရုံရဲ့အားသာချက်အနေနဲ့ကတော့ ICU မှာ1 by 1လို့ခေါ်တယ် ICU ကအကုန်လုံးမှန်နေနဲ့လုပ်ထားတယ်ဒါအပြင်အဲ့အတွက်ကြောင့်ဒူနာပြုတစ်ယောက်ကအတွင်းလူနာတစ်ယောက်ကိုအနီးကပ်ကြည့်ရှုစောင့်ရှောက်နိုင်တဲ့စနစ် decentralize လုပ်ထားတယ်လို့ပြောလို့ရတယ်ဆေးရုံတစ်ခုဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ ICU proportion အများဆုံးဖြစ်တဲ့အပြင်ကျွန်တော်တို့ဆေးရုံက complex disease လို့ခေါ်တဲ့ခက်ခဲတဲ့ယောဂတွေကိုပို့ပြီးတော့ focus ထားပါတယ်ဘယ်လိုယောဂမျိုးတွေလဲဆိုတဲ့အခါကျတော့ oncology လို့ခေါ်တဲ့ cancer ပြီးတော့ cardiology လို့ခေါ်တဲ့နှလုံးယောဂ orthopedic လို့ခေါ်တဲ့အယူနောက်တစ်ခုကကျတော့ surgery လို့ခေါ်တဲ့ခက်ခဲတဲ့ခွဲစိတ်ကုသမှုမျိုးတွေကိုပို့ပြီးတဲ့အခါကျတော့အာယုံ site focus ထားပြီးတော့ကုသပေးတဲ့ဆေးရုံတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုပြောတော့မေးစရာရှိရပေါ့နော်ဒါဆိုရင်ဆေးရုံမှာတခြားspecialty ရောမရှိတော့ဘူးလားတခြားသောအထူးကုဌာနတွေရောမရှိဘူးလားမဟုတ်ပါဘူးလွယ်ကူတဲ့ဥစ္စာတွေဖြစ်တဲ့အရေးပြားနဲ့အလှပနောက်ပြီးတဲ့အခါကျတော့သားဖွားမီးရက်အဆုပ်ပိုင်းဆိုင်ရာစီးကျူဆိုင်ရာစသည်အားဖြင့်ပေါ့ပါပါယောဂါတွေနဲ့တကွာအားလုံးသော specialty တွေလည်းရှိပါတယ်ကျွန်တော်တို့စီမှာအထူးကုဌာနပေါင်း40ကျော်ရှိတဲ့ဆေးရုံတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါဒေါက်တာအခုလိုဆေးရုံအကြောင်းလေးကိုပေါ့နော်အသေးစိတ်ရှင်းပြပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာလူနာတွေအမြဲတမ်းလာလိုက်မလဲပေါ့နော်အမြဲတမ်းစောင့်ရှောက်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဒေါက်တာဇွန် medical service ကိုလည်းကျွန်တော်တို့ကအမြဲတမ်းကျေးဇူးတင်ပါတယ်ဒေါက်တာတို့ medical service ကနေပြီးတော့လွှတ်ပေးတဲ့လူနာတွေဆေးလွှတ်တဲ့လူနာတွေကဆိုလို့ရှိရင် medical records ပြည့်စုံစုံနဲ့ကျွန်တော်တို့အစအလေအဆုံးပေါ့နော်ဆေးရုံမရောက်ခင်ဆေးရုံရောက်ပြီးဆေးရုံကနေပြန်သွားတဲ့အချိန်3ခုစလုံးမှာဆေးရုံနဲ့အခြေဆက်မိမိပေါ့ယူရီးယားနိုင်ငံဆေးရုံနဲ့အခြေဆက်မိမိမြန်မာပြည်ကဆရာဝန်သက်ဆိုင်တဲ့ specialist တွေနဲ့လည်းအခြေဆက်မိမိဆောင်ရွက်နိုင်တဲ့အတွက်လည်းလူနာအတွက် safety လည်းအရန်ရှိတယ်အရန်ကောင်းတယ်ပြီးတဲ့အခါကျတော့ကုသမှုမှာလည်းအများကြီးပို့ပြီးတော့ effective ဖြစ်တယ် communication gap ကိုလည်းပိတ်နိုင်တဲ့အတွက်ကြောင့်နှစ်ဦးနှစ်ဖက်စလုံးအတွက်ပေါ့နော်လူနာအတွက်ရောဆရာဝန်တွေအတွက်ရောဆေးရုံတွေအတွက်ပါအကျိုးရှိတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်